simulation experiment ကောင်းစဉ်ကဘာလဲဆိုရင် screw gauge လို့ပြောတဲ့ micrometer အကြောင်းကိုသွားမှာဖြစ်ပါတယ်နော် screw gauge လို့ပြောတဲ့ micrometer အကြောင်းသွားမယ်နော်အဲဒါသူ့မှာပထမဆုံးကျမတို့ဘာကိုအရင်စစ်ဆေးရမလဲဆိုရင်zero error ဆိုရယ် error တက်မတက်အရင်စစ်ရမှာဖြစ်ပါတယ်နော်zero error သူ့မှာပုံစံရ3မျိုးရှိတယ်ပေါ့နော် positive တက်တာလည်းရှိတယ်နော် positive error တက်တာလည်းရှိတယ်နောက်က negative zero error တက်တာလည်းရှိတယ်ပေါ့နော်ဒါမှမဟုတ်ဘူးဆိုလုံးဝ error မတက်တာလည်းရှိတယ်ဆိုပြီး3မျိုးရှိတာဖြစ်ပါတယ်အဲဒါ error တက်တာရှိတယ်အပေါင်းတက်မယ်အနှုတ်တက်မယ်ဒါမှမဟုတ်လုံးဝကို no zero error အဲ့ဒါလုံးဝမတက်တာရေဆိုပြီး3မျိုးရှိပါမယ်အဲဒါပထမအောင်ဆုံး error တက်တဲ့ကျမတို့အရင်ဆုံး check စစ်ဆေးရမယ်ဆိုဟုတ်ပြီအဲဒါဘာလေးနဲ့အရင်စစ်ဆေးမလဲဆိုတော့အခုဒီမှာပြထားတဲ့ micrometer ကဘာ micrometer လဲဆိုရင် outside micrometer ဖြစ်ပါတယ်နော် outside micrometer အမျိုးအစားဖြစ်ပါတယ်အဲဒါသူ့မှာ direction အမျိုးအစား2မျိုးပါတယ်ပေါ့နော်ဒါလေးကသူက anti clockwise direction ဖြစ်ပါတယ်သူကရိုးရိုး clockwise ဖြစ်ပါတယ်နော်အဲဒါ anti clockwise direction ဆိုတော့ဒီလိုသွားမှာပေါ့နော် clockwise direction ကတော့ဒီလိုသွားမှာဖြစ်ပါတယ်ကဲအဲ့ဒါပြီးပြီဆိုရင်ဒါလေးတွေကြည့်မယ်ကြည့်ပြီဆိုတော့ဘာလုပ်မလဲအရင်ဆုံး0 error လားနော်အဲ့ဒီ0ကို positive တက်နေသလား negative တက်နေသလားလုံးဝပဲ no zero error ဖြစ်နေသလားဆိုပြီးအရင်ဆုံး check စစ်ဆေးရမှာဖြစ်ပါတယ်အဲ့ဒါစစ်ဆေးတဲ့အခါမှာဘာလေးကိုနှိပ်ရမလဲဆိုရင်ဝက်ဦးလဲတာဗောနော်တကယ်ဖြစ်သူက anti clockwise direction အတိုင်းလဲပါပေါ့ဒါလေးကိုလဲပေးမှာဖြစ်ပါတယ်จิตတဲ့သဘောပေါ့နော်အချက်ချင်းစီခောက်လာမယ်ထိသွားတဲ့အချိန်ထိကို anti clockwise အတိုင်း rotate လုပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ပြီထိသွားပြီဆိုရင်တော့ရက်မယ်ပေါ့နော်ထိသွားပြီဆိုရင်ရက်မယ်ဟုတ်ပြီရက်တဲ့အချိန်ဒီမှာကြည့်မယ်ပေါ့နော်ကျမတို့က scale တစ်ခုရှိတယ်သူလေးကပါလဲဆို linear scale လို့ခေါ်တာဖြစ်ပါတယ်ဒါလေးကတော့ကျမတို့က circular scale လို့ခေါ်တာဖြစ်ပါတယ်ဒါ linear scale ရဲ့ circular scale ရဲ့ဆိုပြီးအမျိုးအစား2မျိုးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာ linear scale ကိုအရင်ကြည့်ရမယ်ကျမတို့ linear scale ကိုအရင်ကြည့်တော့သူက0တဲ့ဟုတ်ပြီအဲ့ဒီ0မှာသူနဲ့တသားနဲ့ဖြစ်တဲ့နေရာဒီနေရာကိုကြည့်ရနော်ဒါလေးက0နော်ဒီဘက်မှာဒါလေးက0သူ့ရဲ့အောက်ကိုရောက်သွားပြီဆိုကျမတို့က error တက်ဘာလဲဆို negative error တက်တာဖြစ်ပါတယ်အောက်ကိုရောက်သွားလို့နော်ဒီမှာလေသူကဒီဘက်မှာသူကဒီအောက်တို့နှစ်ခုဘာလို့လဲဆိုတသားနဲ့တပြေးနဲ့မညီဘူးနော်မညီတာဖြစ်တဲ့အတွက်ဒီ0လေးရဲ့ circular မှာရှိနေတဲ့0လေးရဲ့အောက်နဲ့နော် linear scale ရဲ့နော်ဘားတဲ့နဲ့တပြေးတဲ့ဖြစ်နေတာမို့ negative error တက်ပြီဘယ်နှစိတ်လဲဆိုတော့1စိတ်2စိတ်2စိတ်စာဖြစ်တဲ့အတွက်2နော် least count ကိုကျမတို့သူကပေးပြီးသား 0.01 ပေးတယ်အဲ့ဒါလေးမြောက်ပေးရမယ်နော်2ရဲ့0.01 ရဲ့မြောက်မယ်အဲ့ဆိုကျမတို့ဘယ်လောက်ရလဲဆိုရင်သူ answer ကိုပြောတာပေါ့နော်အဲ့ဒါကဘယ်လောက်ရလဲဆိုရင် minus 0 error တက်တာပေါ့နော် negative 0 error တက်တယ်အဲ့ဒီမှာ negative 0 error တက်တာဘယ်လောက်လဲဆိုရင်minus 0.02 နဲ့တက်တာဖြစ်ပါတယ်နော် minus 0.02 ဒါလေးမြောက်ထားတာပေါ့နော်ဟုတ်ပြီအဲ့ဒါပြီးပြီဆို positive error ဒါက negative တက်ပြီဟုတ်ပြီနောက်ခုဘာလုပ်မလဲဆိုတော့material စထည့်နော်ပထမဦးဆုံး material မထည့်သေးခင် error တက်မတက်အရင်စစ် error တက်နေပြီဘယ်လောက်လဲ minus 0.02 တက်နေပြီဆိုမှအဲ့ကျမှ material ကိုထည့်ရမှာဖြစ်ပါတယ်နော်အဲ့ကျ material ထည့်မယ်နော် material ထည့်တဲ့အခါမှာ select an object အရာဝတ္ထုတစ်ခုကိုရွေးပေးပါ material အားလုံးပေါင်းဒီထဲမှာ4မျိုးရှိပါတယ်အဲ့ဒီတည်းကနေကိုကြိုက်တဲ့ material ကိုအသုံးပြုလို့ရတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့ဒီထဲမှာတစ်ချက်ခောက်လိုက်ဘာလေးတွေ့လဲဆိုဒီမှာဆိုရင် material 4မျိုးတွေ့ရမယ်ကွယ် left shot ပါမယ် wire ပါမယ် glass plate ပါမယ်နော် irregular laminar ပါမယ်နော်ဒါလေးတွေပါအဲ့ဒီတည်းကနေကျမတော့ left shot လေးပဲအရင်ပဲရွေးလိုက်တာဖြစ်ပါတယ် left shot လေးရွေးမယ်ဆိုသူ့ကိုကလစ်လေးတစ်ချက်နှိပ်လိုက်ပေါ့နော် left shot လေးရွေးမယ်ဆိုရင်
လက်လျှော့လေးကိုကလစ်နေလိုက်ရောက်ပြီဆိုအဲ့ဒီ material ဘာလုပ်မလဲဆိုထည့်တဲ့အခါကိုသုံးမဲ့ left shot လေးကိုကျမတို့ဒီအောက်မှာလေဒီ left shot လေးကိုကလစ်ထက်နေရမယ်နော်သူလေးကလစ်တစ်ချက်ထက်နေပါဟုတ်ပြီနှိပ်ပြီးဆိုဘာလုပ်ရမလဲရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ anti clockwise rotation အတိုင်းထက်ပြီးနော်လှည့်လိုက်မယ်နော် rotate လုပ်မယ်မထီမချင်း rotate လုပ်ရမှာဖြစ်ပါတယ်ထိပြီဆိုရင်တော့ရက်သွားမယ်နော်ဟုတ်ပြီရက်ပြီဆိုရင်ဘာလုပ်မလဲဒီမှာဖတ်မယ်ဒီမှာဆိုကျမတို့က5ကိုသူ့ linear မှာအရင်ဖတ်ရမယ်လို့ပြောတယ်နော်5ပြီးရင်ဒါဆို6ပြီးရင်ဒါက7သူကအပေါ်ရောအောက်ရောဖတ်ရတာနော်အပေါ်ရောအောက်ရောဖတ်ရတယ်အဲ့ဒါဆိုဒါနံပါတ်ဘယ်လောက်ရလဲဆို7ရမယ်7နော်6 7ဆို7ရဟုတ်ပြီအဲ့ဒီじゃသူနဲ့ဒီဘက်မှာရှိတဲ့အသားကိုကြည့်ကြအောင်နော်ဒီမှာ circular မှာရှိတာလေးနဲ့ညီမယ်ဒါလေးကဘယ်လောက်ရလဲဆို21ခွဲ22 23နေရာမှာရက်သွားတယ်နော်အဲ့ကြပေါင်းမယ်ဒါကနော်ကိုဖတ်လိုက်တဲ့ linear မှာပြောတဲ့ main scale ကိုဖတ်တာနော် linear လို့ပြောတဲ့ main scale စာဖတ်လိုက်တယ်အဲ့ဒီ main scale ရဲ့ဟိုဘက်မှာရှိတဲ့ circular scale ကိုဖတ်မယ်နော် main scale ရဲ့ circular scale ဘယ်လောက်လဲဆို22မှာ3နဲ့နော်အဲ့ကြ23သူ့ဘာနဲ့မြောက်မလဲ least count နဲ့မြောက်ပေးရအောင်မယ်နော် into 0.01 နဲ့မြောက်အဲ့ကြပေါင်းလိုက်မယ်ဘယ်လောက်ရလဲဆို7 plus 0.23 ရ7 plus 0.23ထည့်ပြီးပေါင်းလိုက်မယ်ဘယ်လောက်ရလဲဆို7.23ဟောဒါကကျမတို့သုံးလိုက်တဲ့ measure value ရတာပေါ့နော်တိုင်းလို့ရတဲ့တန်ဖိုးအဲ့ဒါနေပြီးတော့ correct value လိုချင်တယ်နော် correct value လိုချင်နေဆိုရင်ရှိမှရှိခဲ့တဲ့အဲ့ဒါကိုနှုတ်ပေးမယ်နော်အဲ့ဒါ7.23ကနှုတ်မှာနော်ရှိမှအဲ့ဒါဘယ်လောက်တက်ခဲ့လဲဆိုတာပစ္စည်းမတိုင်းရသေးတဲ့အဲ့ဒါကိုပြောတာနော်ပစ္စည်းမတိုင်းခင်ကဘာမှဘယ် material မှမပါသေးပဲနဲ့တိုင်းထားတဲ့ဟာကိုပြောတာဖြစ်ပါတယ်နော်အဲ့ဒါ तू က0အဲ့ဒါ negative တက်ထားတာနော် -0.02 ရှိတယ်တဲ့အဲ့ဒါပေါင်းလိုက်မယ်ဘယ်လောက်ရလဲဆို7.23ဒါက plus 0.02 ရနော်အဲ့ဒါနောက်ဆုံးဘယ်လောက်ရလဲဆို7.25 ရမယ်ကွယ်ရတာနော်ဒါကျွန်မရတာ7.25ရပြီဆိုတဲ့နော်တန်ဖိုးကို7.25ကိုဒီမှာထည့်ပေးမယ်နော်သူပြောတယ်လေenter the ready တဲ့ ready ဖတ်ပြီးသားကိုထည့်ပေးမယ်နော်ဒါဒီမှာထည့်ကြည့်ပေးမှာဖြစ်ပါတယ် okay 7.25ရမယ် okay ထည့်လိုက်ပြီဆိုဘာလုပ်မလဲအောက်မှာကျွန်တော်ကိုတိုင်းလိုက်တဲ့ material ရဲ့အတွက်ဒီ screw gate เนาะကိုအသုံးပြုပြီးတိုင်းလိုက်ရတဲ့အတွက်ရလာတဲ့ ready ဖတ်လိုက်တဲ့အခါမှာမှန်ဘာလုပ်ရမလဲ check စစ်ဆေးရမယ်ပေါ့ဟုတ်ပြီเนาะမှန်သလားမမှန်ဘူးလားစစ်ဆေးရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါလေးတစ်ချက်နှိပ်ကြည့်မယ်เนาะဒီမှာကျမတို့အဖြေ answer ဘာလို့တွားပြီးလဲဆို good ဒီမှာတော့ပြောတယ်good answer is correct မင်းတိုင်းထားတဲ့ experiment ကမှန်တယ်ပေါ့เนาะကိုတိုင်းလိုက်လို့ရလာတဲ့ ready ကမှန်တယ်ဆိုတာဒီမှာတွေ့ရမှာဖြစ်ပါတယ်မှားတယ်ဆိုရင်တော့သူကပို့မယ်ပေါ့เนาะ try again နဲ့ပြန်ပြီးမှဖြစ်ပါတယ်အဲဆိုနောက်တစ်ချိန်ပြန်ပြီးတော့ဖတ်ထားတဲ့ ready ကိုပြန်ဖတ်ပြရမှာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကျမရဲ့ screw gauge experiment လို့ပြောတဲ့ micrometer ကတော့ဒီလောက်ပဲဖြစ်ပါတယ်ရှင်เนาะဒါ material တွေကတော့ကိုသုံးတဲ့နေရာမှာပြန်သုံးလို့ရတယ်ပေါ့เนาะဒါလေးပဲဖြစ်ပါတယ်ဒီမှာဒါလေးတစ်ချက်ပြန်ပြီးတော့ပြပါမယ်